ဝချုခေါင်းစဉ်အမီလေးကတော့မိုးဆက်တို့ဤတိုးတိုးလေးပြောသောစကားဖြစ်ပါတယ်ရှင်မျက်နှိုးသည်ငယ်စဉ်ကတည်းကမိဘစကားကိုတတော်ဝေမသိနားထောင်ရသည့်မိန်းကလေးတူဖြစ်သည်သူမတို့မိသားစုမှာစင်ဟဲနွမ်းပါလာသည်မဟုတ်တော့လေချွေတာမော့စုမိမိဆိုသည့်စကားအတိုင်းမလိုအပ်ပဲငွေတကလားတစ်ချက်မှမသုံးဆွဲရဲကြသူများဖြစ်သည်မျက်နှိုးသည်ចောင်းစာတွင်အမြဲထူးရွှင်သည်မိဘများဂယွန်တက်ဆွေရန်သာကြိုးစားနေသူလေးပေါ့တနေ့တွင်ចောင်းအပြန်လမ်းပေ၌မိုးရီတဲထန်စွာရွာသွင်းနေခဲ့သည်မျက်နှိုးမှာထီးမပါလာသဖြင့်စတိုးဆိုင်လေးတစ်ခု၏အမိုးအောက်တွင်ခိုနားနေရသည်ထိုအချိန်တွင်ဒီမှာထီးလေးယူသွားမလားဆိုသည့်အတန်နှင့်အတူအရက်ရှည်ရှည်မျက်နှာတီတီနှင့်လူငယ်တစ်ယောက်သူမရှိတွင်ရက်တန့်သွားသည်သူကမျက်နှိုးထက်နှုတ်ညံ့ခန့်ပိုကြီးပုံရသည့်မင်းခန့်ပင်ဖြစ်သည်မင်းခန့်၏မိသားစုမှာထိုရက်ကွက်တွင်အချမ်းသာဆုံးစည်ငင်းဝင်ဖြစ်ပြီးထိုကိုယ်တိုင်မှလည်းတည်ငြိမ်အေးဆေးသူတူဖြစ်လူသိများသည်မျက်နှိုးကရပါတယ်ရှင်မကြခင်မိုးဆဲမှာပါဟုခေါင်းငုံကငင်းလိုက်တော့လေမင်းခန့်ကပြုံးလျက်ယူထားပါနေမကောင်းဖြစ်နေရင်စာမကြက်နိုင်ပဲနေအောင်မဲဟုပြောကထီးလေးကိုလက်ထဲထည့်ပေးပြီးမိုးထဲသို့ပြေးဝင်သွားခဲ့သည်ထိုနေ့မှစ၍မျက်နှိုး၏ရင်ထဲတွင်ထူဆန်းသောခံစားချက်တစ်ခုစတင်ကိန်းအောင်လာခဲ့သည်နောက်ပိုင်းတွင်မှသူတို့နှစ်ဦးမှတရက်ကွက်တဲသားချင်းဖြစ်နေကြသည်ကိုသိလိုက်ရသည်မျက်နှိုးသည်မိဘကိုကြောက်ရသူဖြစ်သည်ဖြင့်အပြင်တွင်လွတ်လွတ်လပ်လပ်သွားလာခွင့်မရှိတော့လေညနေခင်းကျောင်းစာကြည့်ချိန်များတွင်ပဒင်းပေါက်မှတစ်ဆင့်လမ်းထိပ်မှတငယ်ချင်းများနှင့်စကားပြောနေတတ်သောမင်းခန့်ကိုခိုးကြည့်မိတတ်သည်မင်းခန့်ကလည်းထိုပဒင်းပေါက်လေးစီသို့ခဏခဏမော့ကြည့်တတ်သည်မှာသူတို့နှစ်ဦးကြားကတိတ်ရှိပေါ်နားလည်မှုတစ်ခုလိုထင်နေခဲ့သည်တနေ့တွင်မျက်နှိုးစာကြည့်တိုက်မှအပြန်လဲနိုင်မင်းခန့်နှင့်အပြန်ဆုံသည်စာရီအများကြီးကြိုးစားနေတာပဲနော်မျက်နှိုးမင်းခန့်၏အထံကြောင့်မျက်နှိုးလန့်သွားတော့လေရင်ထဲတွင်တော့နှွေးထွေးသွားသည်ဟုတ်ကဲ့မိဘတွေကမျှော်လင့်ထားကြလို့ပါကိုသိပါတယ်ဒါပေမဲ့ကိုလည်းယူဆိုင်အောင်မျက်နှိုးပင်ဖက်နေတာမြင်ရရင်ကိုလည်းမကောင်းဘူးထိုစကားတကွန်းကမျက်နှိုးအထက်တော့ကဘာပေါ်မှာအချို့အမြင့်ဆုံးဆုလပ်တစ်ခုလိုပဲသူတို့နှစ်ဦးဒီတရက်ကော့ထဲမှာရှိနေရင်တယောက်အကြောင်းတယောက်တိုးတိုးလေးတည်နေရင်ဖြင့်သူတို့ရဲ့အချစ်ဇလန်းလေးကိုအေးအေးချမ်းချမ်းပုံဖော်နေကြပါတော့သည်အချိန်တွေကတရွေ့ရွေ့ကုံဆုံးလာခဲ့သည်မျက်နှိုးသည်သူမ၏ရီမန်းချက်အတိုင်းစေးတက္ကသိုလ်သို့တက်ရောက်ခွင့်ရရှိခဲ့သည်မင်းခန့်သည်လည်းဖခင်ဖြစ်သူ၏ EV ကားကုမ္ပဏီတွင်လုပ်ငန်းများကိုစတင်တင်ယူပြီးတာဝန်ယူနေပြီဖြစ်သည်မျက်နှိုးဆေးကြောင်းတရန်မွန်ဝေးသို့မထက်ခွာမီမျက်နေကင်းလေးတစ်ခုတွင်မင်းခန့်ကမျက်နှိုးကိုလမ်းထိပ်လိုက်ခဏဆောင်ရန်ချိန်ဆိုခဲ့သည်မျက်နှိုးကိုတခုပြောခြင်းလေမင်းခန့်၏အတန်ကတည်ငြိမ်တော်လေအနှဲငယ်တုံရနေသည်မျက်နှိုးဝေးရာကိုသွားတော့မယ်ဆိုတော့ကိုစိတ်ပူမိတဲ့ဒါပေမဲ့မျက်နှိုးရဲ့အိမ်မက်တွေကိုကိုမတားချင်ဘူးကိုမျက်နှိုးကိုတကယ်ချစ်တာပါမျက်နှိုးဆရာဝန်မကြီးဖြစ်တဲ့အထိကိုစောင့်နေမယ်လို့ကတိပေးတယ်